တောက်ကြမနဲ့3ပတ်တီးနဲ့3-5နှစ်တီစားပုတ်ပါရရှင်တောက်ကြညက်နေ6ငါနှစ်တီစားပုတ်ပါရရှင်တောက်ကြညက်နေဆရာမ6ပတ်တီးနဲ့ခွန်ဘရိတ်နှစ်တီစားပုတ်ခဲ့ပါရရှင်မနေ့နှစ်တီစားပုတ်ပြီးညနေနှစ်တီစားပုတ်ခဲ့လို့ဆရာမပရိသတ်တွေထခုံပြီးပြီလားရှင်ဆရာမတော့ထခုံပြီးပြီရှင်ဆရာမပြောတာတီးကြနားထောင်ပြီးဆရာမပြောတာနားလည်ရင်ပုတ်ပါမယ်ရှင်ဒီတပတ်လေးဆရာမ3ရက်မကျော်ဟိုးမကျော်မွေးဘရိတ်ထပ်ပြီးတင်ပေးထားပါရရှင်ပုတ်စီခြင်းလို့စေတနာနဲ့တင်ပေးတာပါရှင်ထပ်ပေါက်အောင်မေရှင်ဆီယာမဟူးမကျော်3ရက်မကျော်မွေးဘရိတ်မမေ့ကြနဲ့ရှင်ပြီးခဲ့တဲ့အပတ်ကလည်းဆီယာမမွေးဘရိတ်နှစ်ခုလုံးပေါက်ခဲ့ပါရရှင်ဆီယာမကမှားရင်မှားတယ်ပြောပါရရှင်မှန်ရင်မှန်တယ်ပြောပါရရှင်ဆီယာမကနန်းမှန်ခဲ့တဲ့အပတ်တုန်းကဆိုရင်ဇက်သိက်ရှိခဲ့တယ်ရှင်ဆီယာမပရိသတ်တွေတီးကြပါရရှင်စေတနာနဲ့တင်ပေးနေတဲ့ဆီယာမရဲ့စေတနာကိုအတိမတ်ပြုခဲ့ရင်အားပေးတယ်လို့ပြောခဲ့ပေးပါရှင်မေတ္တရင်မွေးဘရိတ်တီးကြမှတ်ထားပေးပါရှင်ချင်းချိန်နိုင်တဲ့လောက်မွေးရင်ပေါက်တဲ့အခါအမျက်ကြံပြီးထခုံရမယ်ရှင်ဆီယာမနေတိုက်ပတ်တီးတစ်လုံးနဲ့ရွေးကွက်ဆိုလဲခဏခဏပေါက်ကြရရှင်ဆီယာမပရိသတ်တွေခဏခဏထခုံရတယ်ရှင်ဒီလိုနေ့တွေရှိလို့ပဲဆီယာမကမပြတ်မကွက်ကြိုးစားနေတာပါရှင်ဆီယာမပရိသတ်တွေရဲ့အားပေးစကားကြောင့်လဲဆီယာမအားရှိပြီးကြိုးစားနေတာရှင်ဆီယာမရဲ့3ရက်မကျော်ဟူးမကျော်မွေးဘရိတ်ဆိုလဲအပတ်တိုင်းပြက်ပယ်မရှိပေါက်ခဲ့ပါတယ်ရှင်ဆီယာမနေတိုက်ပတ်တီဒီလုံးနဲ့ပတ်တီထေကရွေးကွက်ဆိုလဲပေါက်ခဲ့တဲ့နေ့များတယ်ရှင်ဆီယာမမွေးဘရိတ်ပရိသတ်တွေပုံရိုက်ပြီးမွေးထားကြပါရှင်အပတ်တိုင်းပေါက်ပြီးထခုံကြတာဆီယာမပရိသတ်တွေတီးကြပါတယ်ရှင်ဆီယာမကနန်းအငဲမှန်အောင်လို့ဆီယာမပရိသတ်တွေအထွတ်အမြဲစူးစမ်းပေးနေပါတယ်ရှင်ဆီယာမစကားနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းပေါက်ပြီးတော့ခဏခဏထခုံရတယ်ရှင်ဆီယာမကိုအားပေးတယ်လို့တော့မပြောချင်ဘူးလားရှင်ဆီယာမပရိသတ်တွေရဲ့အားပေးစကားဆီယာမအထွတ်ခွန်အားရှိပါတယ်ရှင်ဆီယာမပရိသတ်တွေရှိကဆီယာမဘာမှမတောင်းပါဘူးရှင်ဆီယာမကိုအားပေးနေလို့ပြောခဲ့ရင်ရပါပြီရှင်စေတနာအပြည့်ထားပြီးအပင်မခံပြီးရှာဖွေပြီးအမြဲကြိုးစားပြီးတင်ပေးနေတာရှင်ပရိသတ်အစ်စ်တွေကမတိကြတော့ဆီယာမရှင်းပြပြောပြပေးနေတာပါရှင်ဆီယာမကိုစကားများတယ်လို့တော့မပြောကြပါနဲ့ရှင်ကနန်းကစားရင်ပေါက်ရှုံမဖြစ်အောင်အမျက်ကြံအောင်လို့ဆီယာမကစေတနာအပြည့်ထားပြီးတော့မတိသေးတဲ့ပရိကတ်အသစ်တွေကိုရှင်းပြပြောပြပေးနေတာပါရှင်။ယုံကြည်မှုဆိုတာတရက်နဲ့မရပါဘူးတလနဲ့လည်းမရပါဘူး။နှစ်နဲ့ချီပြီးတိဆော့ရတာပါရှင်။ဒါကြောင့်ပရိသတ်တွေကိုဆီယာမမလိမ်ဘူးမညာဘူးအမှန်အတိုင်းပဲပြောပါတယ်။ဆီယာမရဲ့ချီရတဲ့ပရိသတ်တွေအတွက်ဆီယာမအမြဲတမ်းစူးစမ်းပေးနေပါတယ်ရှင်။အမားနေပြီးအမှတ်များအောင်ဆီယာမအမြဲတမ်းစူးစမ်းပေးနေပါတယ်ရှင်။ဆီယာမကနန်းဝင်လာကြည့်ကြတဲ့ပရိသတ်တွေရှိလားရှင်ရှိရအသေးလေးတွေနဲ့ဆီယာမကိုအားပေးတယ်လို့ပြောခဲ့ပေးကြပါရှင်အသစ်ဝင်လာတဲ့ပရိသတ်တွေကိုလည်းကြိုးဆိုပါတယ်ရှင်အဟောင်းပရိသတ်တွေကတော့ဆီယာမနဲ့ဘလောက်ကြာကြာလိုက်လာခဲ့လဲကိုယ်တိုင်သိကြမှာပါတချို့ဆို2နှစ်3နှစ်ကျော်တောင်ဆီယာမနဲ့အတူမပြတ်မကွက်လိုက်ကစားကြတာပါရှင်ဆီယာမအရန်ကိုကျေးဇူးတင်ပါတယ်ထူးဒီဆိုလာကအမှားလည်းရှိတယ်အမှန်လည်းရှိတယ်ဘယ်သူမှအမြဲမပေါက်နိုင်ပါဘူးရှင်ဒါပေမဲ့အမနဲ့ဒီအမှန်များအောင်ဆီယာမနေ့တိုင်းကြိုးစားနေတာပါရှင်။ညဘက်12နာရီထိကလင်ဒါနှွေးကြည့်ထက်ကနန်းဝီစစ်မနက်9နာရီထိစီးရင်ပြန်စစ်ဒါရီကိုပရိသတ်တွေမမြင်ရပြီပဲဆီယာမအမြဲလုပ်နေတာပါရှင်။ဆီယာမကမန်ပါမခေါ်ရှင်။ပိုက်ဆံမတောင်းဘူးရှင်။စေတနာနဲ့ပဲလုပ်နေတဲ့သူဖြစ်လို့ပေါက်ရင်လဲပရိသတ်နဲ့အတူပြောမပေါက်ရင်လဲပရိသတ်နဲ့အတူစိတ်မကောင်းဖြစ်မိဒါပဲဆီယာမရဲ့စိတ်ပါရှင်။ဒါကြောင့်ဒီဘက်ကိုဆီယာမအရန်သေးချာစဉ်းစားထားပါတယ်ရှင်။နေ့တိုင်းစာရွက်နဲ့ရေထွက်ကနန်းတွေပြန်ကြည့်ပြန်စစ်ထက်စစ်မှားလို့မရဘူးဆိုတဲ့စိတ်နဲ့လှုပ်ထားတာပါရှင်။အခုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီရှင်။ဒီနေ့ရဲ့အဓိကပွဲကတော့တနင်္လာအဖွင့်နေ့မနေ့ကစားပွဲပါရှင်။ဒီပွဲကိုဆီယာမအရန်ယုံကြည်ထားပါတယ်ရှင်။ဘာလို့လဲဆိုတော့ဆီယာမကနန်းဆိုင်ပေါင်းစုံကနေအပင်မန်းခံရှာထားတာဖြစ်လို့အားလုံးတိုက်ပြီးမှပေးတာပါရှင်။တနင်္လာအဖွင့်နေ့မနက်16ရက်2လ2026မနက်ပတ်တီးတာတော့4ပတ်တီးရှင်မနက်4ပတ်တီး4ပတ်တီးမနက်4ပတ်တီး4ပတ်တီးစိုက်အရာထွက်ပေးထားပါတယ်ရှင်အဖွင့်လက်ပတ်တီးလို့ပြောလဲမမားပါဘူးရှင်ဆီယာမရှာတွေ့ထားတယ်မနက်4ပတ်တီးကစားပေါက်စေခြင်းရှင်မနက်4ပတ်တီးထွက်ပါအဖွင့်လာမယ်ရှင်ပတ်တီးကစားနိုင်တဲ့ပရိသတ်တွေပတ်တီးကစားပါရှင်ပတ်တီးမစွတ်နိုင်တဲ့ပရိသတ်တွေရွေးခွက်ကစားကြပါရှင်ပတ်တီးတစ်လုံးနဲ့မကစားဘူးရှင်ပတ်တီးထဲကဆီယာမရွေးခွက်3ခွက်ရွေးပေးထားပါတယ်ရှင်ဆီယာမပြောတာတေချာလိုက်ကြည့်ကြတဲ့ပရိသတ်တွေသဘောပေါက်နားလည်ရင်ဆီယာမကနန်းကစားတဲ့အခါပေါက်ပြီးထခုံရမယ်ရှင်
ရွေးကွက်3ခွက်ပြောပြီးရှင်ပြောပြီးရှင်တေချာနားထောင်ပေးပါရှင်အဖွင့်နေမနာ16နှစ်2026လီးပတ်တီးထဲရွေးကွက်3ခွက်ပါရှင်45 43ည4ခွန်ဆ iam ရှင်းအောင်ရွေးကွက်3ခွက်ထပ်ပြီးပြောပြပါမယ်ရှင်45 45 44 3ည47 40ခွန်45 40 40ခွန်45 40 47ဒီ3ခွက်ကိုဆ iam အကြိုက် share ရွေးကွက်ပါရှင်ပတ်တီးပေါက်ပြီးဆိုဆ iam ရွေးကွက်3ခွက်လဲပေါက်တာများခဲ့ပါတယ်ရှင်ဆ iam ပရိသတ်တွေကိုဆ iam တစ်ခုပဲပြောချင်ပါတယ်မလောပါနဲ့အလင်းမဖြတ်ပါနဲ့ထူးဒီကစားတဲ့အခါနိုင်တလောက်ချင်းချင်းပြီးကစားကြပါရှင်နိုင်နဲ့ဝင်ထမ်းပြီးကစားကြပါရှင်မနဲ့ဆ iam အကြိုက်တစ်ကွက်ကောင်းတစ်ကွက်ကောင်းပြောပါမယ်ရှင်ဆ iam အကြိုက်တစ်ကွက်ကောင်းဆို4-9ရှင်49 49 49တစ်ကွက်ကောင်းလဲပေါက်စေပါစီရှင်ကြာဆိုအပတ်တိုင်းဆ iam ကနန်းလိုက်ကစားရင်ဆ iam စကားနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းအမျက်ကြံပါရဲ့ရှင်ဆ iam ပြောပြပေးနေတာဆ iam ပရိသတ်တွေအတွက်ပါရှင်ဆ iam ရဲ့စေတနာကိုတိကျမြင်တတ်ကြပါစေရှင်အေးဆေးဆေးထားပြီးကစားစီးနီးကြကြကစားပါရှင်ဆ iam ကအမြဲဆ iam ပရိသတ်တွေအတွက်ရှိနေပေးနေမှာပါရှင်ဆ iam ကနန်းလိုက်ကစားကြခဲ့ဆ iam ပရိသတ်တွေအားလုံးကိုဆ iam ကကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်ရှင်ထပ်ပြီးပေါက်ပါစေရှင်ပတ်တီးလဲပေါက်တယ်လို့ရွေးကွက်လဲထပ်ပြီးပေါက်ပါစေရှင်မနဲ့ပတ်တီးနဲ့ရွေးကွက်ကစားပြီးပေါက်ပါစေရှင်ဆ iam မွေး break မမေ့ကြနဲ့ရှင်ဆ iam ကနန်းကစားရင်ပေါက်ပြီးထခုံရမယ်ရှင်မနဲ့ပေါက်အောင်လို့ဆ iam ကြိုးစားပေးထားပါတယ်ရှင်ပတ်တီးနဲ့ရွေးကွက်ပေါက်ပါစေရှင်မနဲ့ကံကောင်းပါစေရှင်ကံကောင်းပြီးပတ်တီးရောရွေးကွက်ရောပေါက်ပါစေရှင်ဆ iam ပရိသတ်တွေအပေါ်အမြဲစေတနာအပြည့်နဲ့ကြိုးစားရှာဖွေပြီးတင်ပေးနေတဲ့ဆ iam ပါရှင်